ရွှေပန်းတော်နဲ့ဖုတ်ကုန်းကြား ဟုတ်ကဲ့ ခွေးကြားစု ချက်သိန်း ဝါဆောင်နေတာဗျာခွာဆောင်နေတာခွေးကြားစု ချက်သိန်းထားလိုက်တာချက်သိန်းထားလိုက်တာဘယ်လိုနာမည်ကြီးလဲပြောစမ်းပါဦးဗျာ ရွှေပန်းတော်ကြားဘူးလားလို့ ဟုတ်ကဲ့ကြားဖို့လေ ရွှေပန်းတော်နဲ့ဖုတ်ကုန်းကြား ဟုတ်ကဲ့ ခွေးကြားစု ဟာ ဝါဆောင်နေတာဗျာ ဘာဆုံးနေနာနာမည်အဆိုင်ကြီးပဲဗျာ အဲ့ဒါအဲ့မနာခံကြီးကုန်းဆိုတဲ့ရွာ ဟာကျော်နာနေပြီဆိုင်ကြီးပါလား မင်းမလိုက်ဘူးလား ဟာဆိုင်လိုက်ဟာလိုက်ကျေးဇူးတင်တယ်ဗျာကျေးဇူးတင်ဟာ ရွာဖျားပွဲဗျ ဟုတ်ကဲ့ကျွာဖက်နဲ့ချီတဲ့ကမ်းပါ ကျွန်တော်တို့ရွာထုံးစံတော့ဖျားပွဲက2ညပဲ ခင်ဗျားတို့အပွဲကိုကြိုက်ရင်1ညက ကြက်ရဲ့3ကြီးဖြစ်တယ် 1ညတိုးကမယ် ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့ခင်ဗျားအပွဲကြေးပြုတ် ဩကြေးရတော့လေရကလေးနဲ့ဗျာ နှုတ်သီးနဲ့တော့ရမ်းစိတ်တယ် ဟုတ်တယ်ငရုတ်သီးကျွေး ဘာတွေပြောနေတာလဲ ဟာတော့ဗျာ ဟုတ်ဗျာဖိုးခ ဟာဖုတ်ကဒေါ်မြိုင်တို့လေဖေးမှာပဲဗျာ တာမန်ခတ်သွားတယ်မနောက်နဲ့ဗျာအတပြာ ဟောအတပြားဆိုရရက်ရတာလား ဟုတ်တယ်အတနည်းလို့ဟာဒီမှာဘာတွေပြောနေတာလဲ ဘာလို့ဗျာဘာလို့